လုပ်ငန်းရှင်တွေစီးပွားရေးလုပ်မဲ့လူတွေကြည့်တဲ့ series တစ်ခုညွှန်ချင်ပါတယ်အဓိကတော့ Startup Korea တို့ Mad Unicorn Thailand ရိုက်တဲ့ကားတွေပေါ့နော်ဒီကားတွေကြိုက်တယ်ဆိုလို့ရှိရင်ဒီအခုကျွန်တော်ပြောပြမယ့်ကားကလည်းကြိုက်မယ်လို့ထင်ပါတယ်फिर भी रवा है न जाने तुम्हारे जैसे टैलेंटेड आदमी को देश के लिए काम करना चाहिएအဲ့တော့ကားနာမည်ကဘာလဲဆိုတော့ Made in India ပေါ့နော်အဲ Titan Story လို့ခေါ်တယ်သူကအပိုင်း6ပိုင်းပဲရှိတယ်တညာရဲနဲ့ကြည့်လိုက်လို့ရတယ်ပေါ့နော်သူကအဓိက1988ဒီဝင်းကျင်မှာရှိတဲ့ဒီနိုင်ဈေးကွက်အကြောင်းသူကရိုက်ထားတာပေါ့နော်ဒီအိန္ဒိယမှာရှိတဲ့ဒီTata company ပေါ့နော်အဲ့ group အကြီးရှိတယ် company group မှာတကယ်ဒီ brand ကိုစပြီးထုတ်တဲ့ဇလန်းပေါ့အဲ့တော့ဒီနိုင်စပြီးဖြစ်လာတာနေပြီးတော့နောက်ဆုံးအထိပေါ့နော်ရင်ခုန်စွာနဲ့ဘယ်လိုပြောမလဲ documentary ဆန်ကြည့်လို့ရတဲ့ကားမျိုးပေါ့နော်အဲ့တော့ကျွန်တော်ကတော့ marketing သမားဆိုတော့အကြိုက်ဆုံးအပိုင်းတွေရှိတယ်ပေါ့ဥပမာသူက product မထုတ်ခင်မှာ survey လုပ်တာတို့ပြင်မလားပြီးရင် TV ကြော်ညာရိုက်ဖို့အတွက် agency ကို hire လုပ်ပြီးတော့ဒီ brainstorm လုပ်တာ background music စဉ်းစားတာဒီဟာတွေကအဲ့ဒီကိုလုံးဝညှင်းခုန်ပြီးတော့သူတို့စဉ်းစားတဲ့အဆင့်ထိပါတယ်ပေါ့နော်ဒါတွေကတကယ် agency မှာလည်းတကယ်ဖြစ်တဲ့အခန်းတွေအတိအကျပဲပေါ့နော်ရိုးရိုးသားပြောရရင်ဒီအိန္ဒိယကားရဲ့ထုံးစံအတိုင်းပဲဒီ drama လေးတွေတော့နည်းနည်းတော့ over တော့ပါတာပေါ့နော်ဒါပေမဲ့သူက documentary လည်းမဆန်ဘူး drama လည်းအရင်မဆန်တဲ့ဟာမျိုးပုံစံမျိုးပေါ့နော်ဒါပေမဲ့ကိုက business တစ်ခုကိုအစကနေပြီးတော့ဈေးကွက်ချဲ့တဲ့အထိပေါ့နော် flow ကိုမြင်ချင်တယ်ဆိုရင်တော့ဒီ series ကကြည့်ဖို့ထိုက်တန်တဲ့ series ပေါ့နော်အဲ့တော့ဒီတစ်ပတ်ပိတ်ရက်မှာကြည့်ဖို့အတွက်ကျွန်တော်ညွှန်ပေးလိုက်ပါတယ်ပြီးရင်ဘယ် episode ကြည့်ပြီလဲဆိုတာလဲ comment မှာပြတ်ပေးသွားလို့ရပါတယ်အားလုံးတက်တာပါ